ဆင်းရဲရခြင်းရဲ့နောက်ကမှာတတိမရှိမှုတွေအများကြီးပါတယ်။ဘာလို့လူတယောက်ဆင်းရဲလဲဆိုရင်ဘာကိုပဲဖြစ်ဖြစ်လုံးရမှာကြောက်နေတာမိတ်ဆွေတဲ့ဆင်းရဲခြင်းရဲ့လမ်းစာပဲ။ဘာကိုပဲဖြစ်ဖြစ်သူများပြောတော့မယ်သူများဝေဖန်တော့မယ်သူများတွေကိုပဲအာယုံဆိုင်နေတွေမိတ်ဆွေကဆင်းရဲတဲ့နေရာလွတ်မှာမဟုတ်ဘူး။ကိုသွားမဲ့လမ်းကိုသွားကိုရှောင်းမဲ့လမ်းကိုရှောင်းဘာကိုပဲဖြစ်ဖြစ်နောက်မဆုံးနဲ့ကိုလုံးဆရာရှိရဲ့လို့ကိုလာ consistency ဒီဇိုင်းမတ်လောက်သွားမယ်ဆိုရင်မိတ်ဆွေဘဝကတိုးတက်ပြောင်းလဲဖို့ရအတွက်ရာဂိုင်နှုန်းတွေအများကြီးရှိပါဆင်းရဲတယ်ဆိုပြီးညီးတွားနေလို့မရပါဘူးဆင်းရဲတုံးကိုရုံထွက်ဖို့အတွက်ပလန်ရှိဖို့လိုပါတယ်ပလန်ရှိရင်ပလက်မလန်တော့ပါဘူးပလန်မရှိရင်တော့ပလက်လန်နိုင်ပါတယ်ဒါကြောင့်မလို့ဘာကိုပဲလုပ်လို့ကြောက်ရွံ့ခြင်းတွေကင်းဝေးပြီးတော့တတိရှိနဲ့ပတ်ဝန်းကျင်ကိုယူမဆိုင်ပဲလုပ်ပါကိုလုပ်တဲ့အလုပ်ကဥပဒေနဲ့လုပ်ရမယ်တမန်အာဇီဝကြရမယ်ဆိုရင်လုပ်တာလုပ်မကြောက်ပါနဲ့လို့ပြောချင်